Hello အားလုံးမင်္ဂလာပါကျွန်တော် UC Sport Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะဒီအပိုင်းခီးလေးထွက်နေရတဲ့သတင်းတွေလည်းမတင်ပြဘူးပေါ့เนาะဒီနေ့ကတော့ဟိုတယ်မှာနည်းနည်းအချိန်လေးရတာနဲ့သတင်းလေးတွေချလုပ်ပြီးတော့တင်လိုက်ပါအောင်မယ်အဲ့တော့ကျွန်တော်ဗျာဒီအပိုင်းမှာเนาะသတင်းတွေကဖတ်ထားတာဆိုလို့ရှိရင်လည်းဒီဘောက်အတွက်ကလားလာတိတ်မကောင်းကြားတဲ့သတင်းတွေเนาะဘယ်လိုဖြစ်လဲဆိုတော့FG ကတသိန်းလုံးမြေလံမဲ့ဆွဲပုံစံမျိုးလောက်ထားတယ်အဲ့တော့ခုထွက်မဲ့ကစားသမားရှင်းတွေကတေချာတလောက်ကအနည်းဆုံး6ရောက်9ရောက်လောက်ထွက်မှာเนาะအဲ့တော့သူတို့ကတန်း153မယ်နဲ့ပြောထားတယ်တကယ်တော့ဘယ်လိုတွေလာအောင်မလဲမသိဘူးထွက်မဲ့လူတွေကတော့တေချာတလောက်ဖြစ်သွားပြီเนาะအဲ့တော့ကျွန်တော်တို့ကိုသမားတွေကဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယကိုသမားကလေးဟာကထွက်မှာเนาะကိုသမားတစ်ကလည်းခေါ်ထားပြီးသားသူကစားသမားကလည်းပွဲထွက်ခွင့်နဲနေတာနဲ့သူကလည်းထွက်မှာနဲ့နောက်တစ်ယောက်ထက်ရောက်လာမှနဲ့ဆိုတော့ကလေးအားကိုရောင်းထုတ်ဖို့ကလေတေချာတလောက်ဖြစ်သွားပြီเนาะအဲ့တော့အရင်ဘက်ကပြောထားတဲ့ထဲမှာရှီတန်း3ယောက်ထဲကဒီရဲ့လူဝီဒီရဲ့ဂျိုတာရဲ့ဒါဝင်တို့နဲ့ဒီ3ယောက်ပေါ့ဒီ3ယောက်ကလည်းတေချာပေါင်းရောင်းထုတ်ဖို့ဟာ list ကထွက်နေတယ်လို့ကိုဖြစ်နေပြီအဲ့တော့ကျွန်တော်အရင်ဗီဒီယိုမှာတော့ပြောခဲ့လို့ပဲကျွန်တော်တို့ရဲ့ဘန်ဒိုက်အာနိုဆာလာဒီ3ယောက်မထွက်ပါစေနဲ့လို့ဆူတောင်းနဲ့လည်းပြောရမှာဆိုရင်ခုမပြည့်တယ်လို့မပြည့်တဲ့လောက်ဖြစ်သွားပြီဘာလို့လဲဆိုတော့အာနိုကစာချုပ်တစ်ကိုပယ်ချလိုက်ပြီးတော့မက်ထရစ်နဲ့99% လောက်ကိုတေချာတလောက်ဖြစ်နေပြီဗျာတော့ဘာလို့လဲဆိုတော့ဘယ်လင်ဟန်နဲ့လည်းသူကတွဲကစားဖို့ဆန္ဒရှိတဲ့ဘာညာတွေကလည်းသတင်းတွေကတက်ထားတယ်အဲ့တော့အဲ့ကိုသွားဖို့ကရာခိုင်နှုန်းကများနေပြီစာချုပ်ပယ်ချလိုက်ပြီဆိုကနေကဒါဟိုဘက်ကိုသွားဖို့ကရာခိုင်နှုန်းများသွားပြီပေါ့နော်အဲ့ဒါကလည်းပြောရမယ်ဆိုရင်ဒီ FG ရဲ့အသုံးမချမှုတွေလိုပဲပြောရမယ်ဒီလိုကစားသမားမျိုးကိုရောင်းရင်ကျွန်တော်တို့ပေါင်းအနည်းဆုံးတန်း100လောက်ထွက်မဲ့လူကိုတော့မှเนาะအလွတ်နဲ့လှော့ရတော့မယ်အနေထားဖြစ်သွားအောင်လောက်ထီကိုဒီကောင်တွေကအသုံးမကျတာဗျာဘာဖြစ်လို့လဲဆိုတော့ဒီစောကြီးကနေတစ်နှစ်လောက်ဆိုနေဒီလိုကစားသမားမျိုးတွေကချုပ်ကိုချုပ်ထားရတော့မှာဟုတ်တယ်မလားเนาะအနည်းဆုံးတစ်နှစ်လောက်ရအောင်ချုပ်ရမယ်ဒါမှကိုတကယ်တည်းကစားသမားသွားကျင်နေတဲ့ဆိုရင်တော့မှကိုရောင်းချလို့ရှိရင်ဈေးကောင်းကောင်းပြန်ရမှာအဲ့တော့ခုသူတယောက်ထဲလားဆိုလည်းမဟုတ်ဘူးဘန်တိုင်းနဲ့ဆာလာကိုလည်းစာချုပ်ကဖြည်းဖြည်းမြောက်ဖြစ်အောင်မလုံနိုင်အဲ့တော့အခုဘန်တိုင်းကလည်း PSG ကသူ့ကိုပေးထားတဲ့ဟာကစားသမားထွက်သွားရင်အလွတ်နဲ့ထွက်ရမယ်ဟိုဘက်ကလက်မှတ်ထိုးကြည့်ပေးမှာ3နှစ်မှာတန်း100ဝန်းကျင်ဟလာ2 year plus 1 year မှာတန်း80ကနေ100ဂျားထီကိုကစားသမားလောက်ခလာစာရမှာအဲ့တော့ဒီကစားသမားဒီအသက်အရွယ်မှာပုံမှန်ဆိုလို့ရှိရင် sorry လို့သွားမှာဒီလောက်ရမယ့်အနေထားနဲ့အခု sorry လို့ US League တွေကိုမသွားရဘဲနဲ့ဥရောပထိပ်တန်းလီတစ်ခုဖြစ်တဲ့ဒီပြင်သစ်လီမှာသွား PSG လို့အသင်းမျိုးမှာကစားရမှာဖြစ်တဲ့အတွက်အချိန်ကောင်းရင်သူကချန်ပီယံလိတွေပါရလည်းကစားရမှာ PSG လီဂူ1မှာလည်းဖလားရနိုင်သေးတယ်အဲ့တော့ဗန်ဒိုက်အတွက်ကလည်းဟိုဘက်ကပေးထားတဲ့ဟာတော်တော်ကိုကောင်းနေတဲ့အနေထားအခုဒီမှာကျွန်တော်တို့ဘာဖလာပွဲသွားကန်နေတဲ့ကစားသမားတွေထဲမှာလည်းဂရမာဘက်နဲ့ကိုနာတွေနဲ့နာတယ်လို့လေကြားရပြန်တယ်เนาะအဲ့တော့လူကမရှိပါဘူးဆိုမှနာတာနဲ့ထွက်မဲ့လူတွေနဲ့အစ်စ်ဝင်လာမဲ့လူတွေဆိုတာဘာမှမသိသေးဘူးအဲ့တော့ကျွန်တော်တို့ပြကြတော့ e-set ကိုလည်းသူတို့မဝယ်နိုင်တော့ဘူးဒီပုံစံတိုင်းဆိုလို့ရှိရင်เนาะကြားရတဲ့တင်းတွေကတော့ဒီရပိုင်းတော်တော်ကိုမကောင်းတာဆာလာရဲ့စာချုပ်ကလည်းခုချိန်ထိကိုအခြေအနေတိုးတက်တာမရှိသေးဘူးအဲ့တော့ဒီဆာလာရောဘန်ဒိုက်ကိုအာနိုရော3ယောက်လုံးလည်းလက်လွတ်ရမယ်ရှီရန်3ယောက်ကလည်းထွက်မယ်ကိုသမားလည်း1ယောက်ကိုယ့်ရဲ့ကိုသမား1ယောက်အဲ့တော့အနည်းဆုံးကျွန်တော်တို့9ယောက်လောက်အထိကိုဒီ list ထဲမှာထွက်နေတာဗောနော်ဒီထဲမှာတေချာဘောက်က4ယောက်ကတော့တေချာဘောက်9ယောက်တောင်တေချာဘောက်လို့ပြောလို့ရအာနိုပေါ့ဆာလာနဲ့ဗန်ဒိုက်ရဲ့အခြေအနေကလီဗာပူးရဲ့စာချုပ်ကိုစောင့်နေစရာမလိုတော့အောင်ဒီတခြားအသင်းတွေကကမ်းလှမ်းထားတဲ့စာချုပ်တွေကပြည့်စုံနေတယ်အဲ့တော့ဒီဘာဘက်ကသာကောင်းကောင်းကမ်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်စားသမားတွေကဒီစာချုပ်တွေကိုပဲဖြတ်ပြီးတခြားအသင်းတွေကိုသွားတော့မှာပဲเนาะအဲ့ဒါကလည်းတော်တော်ဆိုးတယ်ကျွန်တော်စိတ်ထင်နီးပြကြီးကလည်းသူ့ရဲ့ plan တွေမှာဒီကစားသမားတွေလည်းပဲဆက်မသွားကြတော့လို့သူ့ဘက်ကလည်းခေါ်ပေးပါလို့များမတားလို့များလား FG ဘက်ကလည်းလောကတုတ်မှမလှုပ်တာလားတော့မသိဘူးဒါမှမဟုတ်လို့ရှိရင်ကစားသမားတွေနဲ့ဒီ FG နဲ့ကနောက်ဆုံးအနေထားဖြစ်နေတဲ့အတွက်ကစားသမားတွေကစာချုပ်ကိုကောင်းကောင်းမပေးလို့ cancel လုပ်တာလည်းဖြစ်နိုင်တယ်အတုံးမကြတော့စောကြီးနဲ့ကကောင်းကောင်းမလုပ်ခဲ့တဲ့ဟာတွေကိုအတုံးမကြဘူးလို့ပဲပြောရမှာ FG ကတော်တော်ကိုရုပ်ပေါက်လာပြီပေါ့နော်ဒီကောင်တွေအဆင်မပြေတော့ဘူးနောက်နေ့ကျွန်တော်တို့ရဲ့အတင်းလူစင်းရတော်တော်မှပဲ
ရိုင်းနေသွားဖို့ကများနေတယ်လုံလောက်တဲ့အားဖြစ်မှုတွေမရှိလို့ရှိရင်ကျွန်တော်တို့မလွယ်ဘူးပေါ့နော်ဒီနေရာစီဈေးကွက်မှာတစ်ချက်ကြည့်ရမယ်အဲ့ဟာကိုကြည့်ပြီးတော့ကျွန်တော်နေရာစီဈေးကွက်မှာလည်းရအောင်ခေါ်ပြီးရင်ဆောင်းစီဈေးကွက်မှာလည်းခေါ်မှသာလေကျွန်တော်တို့အဆင်ပြေတော့မှာမဟုတ်ရင်အခုပုံစံတိုင်းဆိုမလွယ်ဘူးအဲ့တော့အခုဒီလူစင်းနေနဲ့ဒီခြေစွမ်းနေနဲ့နာဟာနေရဲ့လူနဲ့ပရီးမီးယားလိအခုကစားမယ်နောက်ထပ်ဘက်မှာကစားမယ်ပရီးမီးယားလိပွဲတွေကို9ဘွဲစတိုက်နိုင်ပါစေလို့ပဲဆုတောင်းပါတယ်အဲ့တော့မိတ်ဆွေတို့လည်းသတင်းတစ်လေးတိထားရှိရင် comment တော့အပ်ပြီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီရက်ပိုင်းမှာသတင်းလေးထပ်စုစည်းပြီးတော့ပြန်ပြီးတော့တင်ဆက်ပေးပါမယ်